여러분 안녕하세요. 알룸의 밍라바 트랜딜링 에듀케이션 내비로 조솔라이 바에 디니마로 디제야 코리아 바다사고 사비로 리라로메 장나장들이 띠고 띠타드네 에치겐자의 보두다리리고 땡자비도 마베 피바에 에러 고가 코리아 바다사고 사비로 리라로메 땡자로메 소인 디 코리아 바다사고 버두 띠챙게 안에 소라가로 여러분도 띠타드마에 에러 ကိုရီးယားနိုင်ငံမှာရှိခဲ့တော့မှာပေါ့နော်အခုချေတို့လေ့လာနေရတဲ့ကိုရီးယားဘာသာစကားရဲ့လို့မရှိခဲ့ပါဘူးတရုတ်ဘာသာစကားဆိုရဲချေတို့ဟန်ဂျာဆိုရဲတရုတ်စကားလုံးတွေကိုပဲအသုံးပြုပြီးတော့မိညမ်းပြီးတော့ချေတို့လေ့လာခဲ့ကြတာသင်ကြားခဲ့ကြတာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဟန်ဂျာဆိုတဲ့စကားလုံးတွေကလည်းချေတို့ရေးရတဲ့နေရာမှာရောဖတ်ရတဲ့နေရာမှာပါအရင်ကမှခက်ခဲတယ်ပေါ့နော်ပြီးတော့ရှေ့ခေတ်တုန်းကကြတော့ချေတို့ဒီပညာသင်ကြားရေးစရိတ်တွေကအရင်ကမှစီကြီးတဲ့အတွက်ကြောင့်ဘရင်သားတော်သမီးတော်တွေမူကြီးမက်ရာတွေအရာရှိတွေဟာပဲပေါ့နော်ဒီဟန်ဂျာဆိုတဲ့စကားလုံးတွေကိုသင်ကြားနိုင်တယ်ပေါ့ဒီတာမန်ပြည်သူပြည်သားတွေကတော့အခြေတို့ဒီစရိတ်တွေပညာသင်စရိတ်တွေအရင်ကမှစီကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီပညာမတက်ကြဘူးပေါ့နော်ဒီဟန်ဂျာဆိုတဲ့စကားလုံးတွေကိုမလေ့လာနိုင်ကြဘူးမသင်ကြားနိုင်ကြဘူးပေါ့အဲ့တော့အခြေတို့တဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီ15ရာစုပိုင်းလောက်ကြတော့ဒီအရာရှိနေပဲဖြစ်ဖြစ်တာမန်ပြည်သူပြည်သားတွေနဲ့ပေါ့နော်ပြဿနာတွေဖြစ်လာတဲ့အခါမျိုးတွေအမှုခင်းတွေရင်ဆိုင်လာတဲ့အခါမျိုးတွေကြတော့ကျတို့ဒီတာမန်ပြည်သူတွေကမှန်နေလဲပဲပေါ့နော်ဒီပညာတတ်တဲ့ပတ်စံရှိတဲ့ယာရုကြီးတဲ့လူတွေရဲ့ခြေလေခြင်းကိုပဲခြေခံရတယ်ပေါ့နော်အဲ့တော့15ရာစုပိုင်းမှာဆေးကျုံးပင်ကြီးရဲ့လက်ထက်တွေရောက်လာပေါ့နော်ဆေးကျုံးပင်ကြီးကဒီလိုမျိုးဆိုရင်တော့မဖြစ်ချင်ဘူးကိုယ့်နိုင်ငံမှာနေပြီးတော့ကိုယ့်ရဲ့ဘာသာစကားကိုတော့မှမသိထားဘူးဆိုရင်ရှေ့လျှောက်အဆင်မပြေနိုင်ဘူးဆိုပြီးတော့15ရာစုပိုင်းမှာစပြီးတော့ဆေးကျုံးပင်ကြီးကပညာရှင်ပေါင်းများစွာနဲ့ခြေတို့ခုတင်နေရတဲ့ဟန်ကလို့ခေါ်တဲ့ကိုရီးယားဘာသာစကားတွေကိုစပြီးတော့တီထွင်ခဲ့ရပဲဖြစ်ပါတယ်ယူရိုပေါ့နော်အဲ့တော့ဒါကတော့အခြေကိုရီးယားဘာသာစကားစပြီးတော့တီထွင်ဖြစ်လာတဲ့အကြောင်းရင်းလေးကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်ခြေရှင်းပြချင်တာကတော့ဒီဆေးကျုံးပင်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဆေးကျုံးပင်ကြီးရဲ့မွေးနေ့ကတော့အခြေတို့မွေးဖွားတဲ့ခုနှစ်က15ရက်5လပိုင်း1398ခုနှစ်မှာဆေးကျုံးပင်ကြီးကမွေးဖွားခဲ့တာဖြစ်ပါတယ်ပြီးတော့30ရက်3လ1450ခုနှစ်မှာဆေးကျုံးပင်ကြီးကနိုင်လာဆန်ခဲ့တယ်ပေါ့နော်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့အသက်52နှစ်နဲ့ကွယ်လွန်သွားခဲ့ရတဲ့ဘုရင်ကြီးပေါ့နော်အဲ့တော့အသက်ခံရတာမျိုးတွေဘာတွေမဟုတ်ဘဲနဲ့ဒီတိုင်းပဲနာမကျန်းဖြစ်ပြီးလို့ပေါ့နော်ကျန်းမာရေးကြောင့်နာမကျန်းဖြစ်ပြီးတော့ပဲကွယ်လွန်သွားခဲ့ရတယ်လို့ခြေတို့သိထားပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကြတော့ခြေတို့ဒီဆဲကျုံးပင်ကြီးမှာကတော့ခြေတို့မိဖုရားပေါ့နော်ဇနီးကတော့ခြေတို့6ယောက်ရှိပါတယ်ရောပေါ့နော်ပြီးတော့နောက်ထပ်သားကကြတော့ခြေတို့18ယောက်ရှိမယ်သမီးကတော့4ယောက်ရှိတယ်ပေါ့နော်အဲ့တော့ဒီကျန်တဲ့အချက်တွေကိုကမမှတ်နိုင်ဘူးဆိုရင်တော့မှကိုရီးယားဘာသာစကားကိုဘယ်သူတည်ထင်ခဲ့ရလဲဆိုရင်တော့စေကျုံးပင်ကြီးနဲ့ပညာရှင်ပေါင်းများစွာတည်ထင်ခဲ့ရဆိုတဲ့အချက်လေးကတော့ယောရဘုံတို့သိကိုသိထားတင်ပါတယ်နော်အဲ့တော့အချက်ဒီနေ့ပြောပြပေးသွားတာလေးကိုယောရဘုံတို့ကျန်တဲ့ချက်တွေမမှတ်မိအောင်မှကိုရီးယားဘာသာစကားကိုတည်ထင်ခဲ့ရတာစေကျုံးပင်ကြီးဆိုတာကိုတော့သိသွားမယ်လို့ထင်ပါတယ်အဲ့တော့ခြေတို့ထင်နေတဲ့ education မှာလည်းကိုရီးယားဘာသာစကားကို basic ကနေစပြီးတော့ပေါ့နော် online ရော offline မှာအတန်းကြီးသင်ကြားပေးတာနေရာဖြစ်တဲ့အတွက်ကြောင့်ကိုရီးယားဘာသာစကားကိုကလေးလာဖို့စိတ်ဝင်စားတဲ့သင်ကြားခြင်းတွေဆိုရင်ခြေတို့ရဲ့သင်တန်း page ကနေလာပြီးတော့လေစုံစမ်းမေးမြန်းလို့ရပါတယ်เนาะအဲ့တော့နောက်ထပ်သင်ကြားရေးဗီဒီယိုတွေကိုလည်းခြေကသင်ကြားပြသပေးတော့မှာပဲဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာလေးနဲ့ခြေပြန်လာခဲ့ပါမယ်เนาะလို့တော့ပေါ့ဒီနေ့ကတော့ကျွန်တော်ဒီပဲသွားလိုက်ပါမယ်အညောင်